အားလုံးလည်းမင်းမင်းနေတယ်မြို့နယ် wireless microphone တွေရောက်ပြီလားဆိုတာအခုတော့ရောက်ပါပြီသူကတခြား microphone တွေနဲ့ဘာထူးခြားလဲပေါ့နော်ဒီဈေးဒီ budget ဝင်ကျင်ထဲမှာ phone app နဲ့သုံးလို့ရပြီးတော့တခြားလေး fully control လုပ်ရဒါလေးပဲရှိပါတယ်အဲ့တော့ phone app ထဲမှာဘာတွေပါမလဲပေါ့နော် phone app ထဲမှာဆိုလို့ရှိရင် noise cancellation ကတော့ AI noise cancellation ဖြစ်သွားမယ်အဆင့်၄ဆင့်ထိကိုကချိန်နှိလို့ရတယ်ပြီးတော့လို့ရှိရင်ဒီ budget ဝင်ကျင်မှာတိတ်ပါလေးပါထားမရှိတဲ့ gain control လုပ်လို့ရသွားမယ်ပေါ့နော်နောက်လို့ရှိရင်အဲ့ထဲမှာ professional tuning လို့ခေါ်တဲ့ voice ကိုပုံစံမျိုးမျိုးပြောင်းလို့ရတယ်ဒါလေးတွေကလည်းစိတ်ဝင်စားတဲ့သူတွေဆိုရင်တော်တော်လေးဆင်ပြေပါတယ်ပြီးတော့ရင် reaction video တွေလုပ်တဲ့သူတွေအတွက်ဆိုရင် voice changer 3ခုပါတယ်ဒါကလည်းတော်တော်လေးသုံးဝင်ပါတယ် reaction လုပ်တဲ့ video လုပ်တဲ့သူတွေဆိုရင်ဒါလေးကတော်တော်လေးစိတ်ဝင်စားပြီးတော့ပျော်ဖို့ကောင်းတဲ့အတန်လေးဖန်တီးလို့ရမယ့်ဟာလေးပေါ့နော်အဲ့တော့ဒါလေးကဒီဈေးဝန်းကျင်မှာဒီလို app နဲ့ control လုပ်လို့ရတာဆိုရင်တော့ဒါလေးပဲရှိပါဦးမယ်ပြီးတော့ရင်နောက်ထပ်တစ်ခုဘာထူးခြားလဲဆိုတော့သူကတုံးနေရင်လည်းဖုန်းကမှတစ်ပြိုင်တည်းတွင်းလို့ရတာပါအဲ့တော့တချို့ရကြရိုက်နေတဲ့အချိန်မှာဖုန်းကမရှိဘူးဒါပေမဲ့ microphone ကလည်းသုံးရမှာဘယ်လိုလုပ်ရမလဲဆိုဒါမျိုးတွေအတွက်သူကသူ့ရဲ့ receiver မှာတခါလေဖုန်းကတွင်းလို့ရမယ် jack လေးပါတာဖြစ်တဲ့အတွက်ဖုန်းကတွင်းနေရင်လည်းသုံးလို့ရတယ်ဒါလေးကလည်းတကယ်ရိုက်ကူးရေးလုပ်နေရင်တော့တော်တော်လေးအသုံးဝင်တဲ့အချက်ပါ Randy ကလည်းထုံးစံတိုင်းတစ်နှစ်ပါတာဖြစ်တဲ့အတွက်ဆိုင်မှာတိတ်ကြိုက်လာဆန်းကြည့်လို့ရတယ်ပေါ့နော်ဒီမေယွန်တို့ရဲ့အတန်ထက်ကတော့ပြောစရာမလိုအောင်ကောင်းပြီးသားဖြစ်တဲ့အတွက်တော့ထားသူတို့ဟုတ်လားဆိုင်မှာလာဆန်းကြည့်ပါအောင်နော်